brother မြောင်ကြီးဒေါ်လာ80 million တန်ကြေးရှိတဲ့ fighter jet နဲ့ Pacific သမုဒ္ဒရာပေါ်မှာပြန်တန်းနေရုတ်တရက် brother ရဲ့ radar နဲ့မဖြစ်နိုင်တဲ့အရာတခုခြေရခံမိအတောင်ပံတွေလည်းမရှိဘူး engine လည်းမရှိဘူးဒီတိုင်းဘာမှမသိတဲ့အဖြူရောင် object ကပင်လယ်ပြင်ပေါ်မှာရှောက်တိုးနေတာသူသွားတဲ့ပုံစံ physics သဘောတရားကိုစန့်ကျင်နေသလိုကြီးပဲပြီးတော့အဲ့ဒါက brother ကိုစပြီး react လုပ်ပါလေရောဒါတွေမဟုတ်သေးဘူးအခြား US Navy pilot တွေကလည်းဒါရွတ်အတူတူတွေ့နေရတာဒါကို radar operator ကလည်းအသေးလိုက်ကြည့်နေတယ် infrared camera နဲ့လည်း record တွေလုပ်နေတယ်ဒါနဲ့နှစ်တွေကြာတဲ့ခါမှာ US Pentagon စစ်ဌာနချုပ်ကနေပြီးတော့အစစ်အမှန်တွေဖြစ်ကြအောင်ထုတ်ပြန်လိုက်တယ်ဒါတွေကရုပ်ရှင်တွေလည်းမဟုတ်ဘူးဒါတွေကတကယ်ကိုဖြစ်ပျက်ခဲ့တာဒါနဲ့ပတ်သက်ပြီးတော့တိတ်မကြသေးခင်က US government က UFO file တွေအများကြီးကိုလူတို့ကိုချပြလိုက်တယ်စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့မြင့်သက်တွေရဲ့ထိတ်လန့်စရာအတွေ့အကြုံအဖြစ်ပျက်တွေအားလုံးပါဝင်တယ်break out ကနေချိုးဆိုလိုက်ပါတယ်ဒီညမှာတော့ကျွန်တော်တို့ US government ကတရားဝင်အသိမှတ်ပြုထားတဲ့ကြောချမ်းစရာအကောင်ဆုံး UFO တွေ့ရှိခဲ့တဲ့အဖြစ်အပျက်ကိုတူတူကြည့်လိုက်အောင် Number 1 The Tic Tac Incident 2004နိုဝင်ဘာလ14ရက်2004ခုနှစ်မှာ USS Nimitz Carrier Strike Group လို့ခေါ်တဲ့ American ရဲ့ nuclear စွမ်းအင်သုံးလေယာဉ်တင်သင်္ဘောက Pacific သမုဒ္ဒရာထဲမှာရှိနေတဲ့အချိန်မှာအဲ့မှာအရာရှိတယောက်ဖြစ်တဲ့ Commander David Fravor ကသူ့ရဲ့လေတပ်သားတွေနဲ့အတူပုံမှန် training လုပ်နေတဲ့အချိန်မှာအစားတော့အရာအလုံးပုံမှန်လေးပဲဒါပေမဲ့ရုတ်တရက်သင်္ဘောက radar operator တွေက Commander David Fravor ကိုချက်ချင်းဆက်သွယ်လာပါလေရောသူတို့ကအဲ့ဒီကောင်းကင်ကဘာမှမသိတဲ့အရာဝတ္ထုတစ်ခုကို tracking လုပ်နေတာရက်နေငယ်ရှိနေပြီအဲ့ဒီအရာဝတ္ထုကပေ8000အမြင့်မှာပေါ်လာပြီးတော့ရုတ်တရက်တစ်စက္ကန့်အတွင်းပင်လယ်ရေမျက်နှာပြင်အနေထားလောက်ချက်ချင်းကိုဆင်းသွားဒီအမြန်လုံးကလူတွေလှုပ်ဖူးတတ်မြမြန်လုံးပါတယ်ဆိုတဲ့လေယာဉ်တွေထက်ကိုအများကြီးပုံမြန်အစားတော့အဲ့ဒီအရာရှိကဒါက radar glitch ဖြစ်တာနေမှာပါကွာဆိုပြီးထင်ခဲ့တာနောက်ဆုံးသူကိုယ်တိုင်သူမျက်စိနဲ့မြင်တွေ့တဲ့အခါနော်သူရဲ့ jet လေယာဉ်နဲ့အဲ့ဒီ coordinate လမ်းကြောင်းအတိုင်းကိုချင်းကက်တဲ့အခါမှာသူ့အောက်မှာထူးဆန်းတဲ့အရာတစ်ခုသတိပြုမိသွားခဲ့ပင်လယ်ရေတွေကပြင်းပြင်းထန်ထန်တုန်ခါနေတာကြီးကြီးမားမားတစ်ခုကပင်လယ်ရေမျက်နှာပြင်အထက်မှာလှုပ်ရှားနေသလိုမျိုးအဲ့ဒီတုန်ခါနေတဲ့ရေတွေရဲ့အထက်မှာဘာမှမသိတဲ့ထူးဆန်းတဲ့အဖြူရောင်အရာဝတ္ထုကိုရှာတွေ့ခဲ့တယ်သူ့ပုံစံလုံးဝချောမွတ်နေဘဲဥပုံစံပေါက်တယ်ပေ40ဝန်းကျင်လောက်ရှိတယ် Commander Fravor အဲ့ဒါကိုဘာနဲ့တူလဲလို့ပြောလဲဆိုတော့ AYAMA Tic Tac Candy ကြီးလို့ပဲတဲ့လောလောဆယ်တော့ခေါ်အောင်ကျွန်တော်တို့ UFO လို့ပဲခေါ်ကြတာပေါ့ပြန်ဆက်ရမယ်ဆိုရင်အဲ့ဒါနဲ့ तू ကအဲ့ဒီ UFO ကိုတွေ့တဲ့အခါမှာ तू အနီးကပ်ကြည့်ဖို့လေယာဉ်ကိုနှိမ့်ဆင်းလိုက်တယ်ဒါကိုအဲ့ဒီ UFO ကအဲ့ဒီအရာရှိပြန်ပြောပြပုံရဆိုရင်သူ့ရဲ့လှုပ်ရှားမှုတိနေတယ်လို့ကြီးပဲ तू အောင်းနှိမ့်ဆင်းနေလေအဲ့ဒီ UFO က position လိုက် chain နေတာအဲ့ဒါနဲ့တဖြည်းဖြည်းနီးကပ်လာတဲ့အချိန်မှာအဲ့ဒီ UFO ကချက်ချင်းရုတ်တရက်အရှိန်မြင့်မျိုးပျောက်သွားတာဖြည်းဖြည်းချင်းပျောက်သွားတာမဟုတ်ဘူးနော်ချက်ချင်းကိုပျောက်သွားတာဘလောက်မြန်လဲဆိုတာစဉ်းစားကြည့်လိုက် Commander Fravor ဘယ်လိုတောင်ပြောလဲဆိုတော့သူ့ဘဝမှာတစ်ခါမှဒီလောက်မြန်တဲ့အမြန်တော့မမြင်ဘူးတဲ့ဒါနဲ့ခဏကြာတဲ့အခါမှာသူ့ရဲ့ radar operator ကကြောက်စရာကောင်းတဲ့အရာတစ်ခုပြန်လာပြောပြတယ်ဒီ object ကသူတို့ရဲ့လျှို့ဝှက်စုံမက်နေရာမှာပြန်ပေါ်လာတယ်အဲ့ဒီစုံမက်နေရာကသူတို့ pilot တွေပဲလျှို့ဝှက်သိရနေရစဉ်းစားကြည့်နော်ဒီ UFO က pilot တွေဘယ်သွားနေလဲဘာလုပ်နေလဲဆိုတော့လျှို့ဝှက်ချက်တွေကိုဘယ်လိုများသိရလဲမသိဘူးနော်နံပါတ်1 the black cube inside the sphere ကဲအခုတိမ်နေထဲမှာပြန်တန်းနေရတယ်လို့ brother မြင်အောင်ကြည့်လိုက်နော်ပြီးတော့မဖြစ်နိုင်တဲ့အရာတစ်စုံတစ်ခုနဲ့တိုင်းပြီးတော့မလို့ဖြစ်ခဲ့တဲ့အဖြစ်အပျက်မျိုးကြီးဒီအဖြစ်အပျက်က Navy pilot Ryan Grace ကြုံခဲ့တာ2014ခုနှစ်မှာခုနကပြောတဲ့လေမူ Grace နဲ့အခြားလေမူတွေက Virginia ကမ်းခြေနားမှာထူးဆန်းတဲ့အရာတစ်ခုမကြာခဏသူတို့တွေ့နေရတော့အစကသူတို့ထင်တာ radar system တွေကြောင်နေလို့ပါကွာဆိုပြီးသူတို့ထင်ခဲ့တာဒါပေမဲ့တနေ့တော့လေမူတယောက်ကသူ့မျက်စိနဲ့သူဒဲမြင်ခဲ့တယ်အဲ့ဒါကအကြည်ရောင်ဖောက်ထွင်းမြင်ရတဲ့အလုံးကြီးတစ်ခုအတွင်းမှာမှောင်မဲနေတယ်လေရောက်အတုံးကြီးပဲအဲ့ဒါကြီးကလေထဲမှာလွင့်မျောနေတာအရန်မြင့်နဲ့အမြင့်တနေမှာလုံးဝငြိမ်သက်ပြီးတည်ငြိမ်နေ pilot ပြောပုံရဆိုရင်သူတို့လက်ကျင့်ရင်လုံနေအောင်မှာအဲ့ဒီအရာဝတ္ထုကသူ့လေယာဉ်နဲ့ပေ90ဝန်းကျင်အတွင်းလောက်ထိကိုရောက်လာတယ်ဆိုတဲ့အကြောင်းကိုပြောပြထားတယ်ကြောက်ဖို့ကောင်းတာအဲ့ဒီအရာဝတ္ထုကဒီလောက်လေတိုက်လုံးပြင်းထန်တဲ့အမြင့်မှာရှိနေတာတော့မှလုံးဝတည်ငြိမ်နေတာဒါကြီးကလုံးဝမဖြစ်တဲ့အရာဒါနဲ့ဒီ pilot Grace ကနောက်ပိုင်းမှာဒီမြင်တွေ့မှုတွေကအဖြစ်များလာကြောင်း Congress မှာသူတင်ပြခဲ့တယ် pilot တွေကဒါနဲ့ပတ်သက်ပြီးနေ့တိုင်းနှီးပေါပြောနေကြတယ်ဆိုတဲ့အကြောင်းကိုပြောပြတယ်ဆိုတော့စဉ်းစားကြည့်မယ်ဆိုရင်စစ်လေမှုတယောက်ဖြစ်နေပြီးတော့ကောင်းကင်မှာရှိတဲ့အရာမှန်သမျှကိုနားလည်ဖို့အတွက်တေချာ train လုပ်ထားတဲ့သူတယောက်ကလူတွေသိထားတဲ့နီးမြထက်ကြော်လွန်တဲ့အရာတစ်ခုကိုခဏခဏကြုံတွေ့နေရတယ်ဒါကြောင့်လင်မှုတွေကနှစ်ပေါင်းများစွာဒီလိုမြင်ကွင်းမျိုးကိုသတင်းပို့ဖို့အတွက်ကြောက်ရွံ့ခဲ့ကြတယ်ဘာလို့လဲဆိုတော့သူတို့ဒါတွေပြောလိုက်မယ်ဆိုရင်သူတို့ကိုလူတွေကယူနေရလို့ထင်သွားမှာဆိုရင်လို့ပဲခုတော့ pilot တွေကမြင်တဲ့အတိုင်းပဲသူတို့ရဲစွာထုတ်ပေါ်ပြောဆိုလာကြပါတယ်အဲ့တော့ပြန်စဉ်းစားကြည့်မယ်ဆိုဒီလေမှုတွေကသူတို့ radar ထဲမှာပုံကွက်နေတဲ့အရာတွေကိုခက်ခက်ခဲရှာဖွေရတယ်လို့ပဲကျွန်တော်တို့အတွက်လည်းတာမန် full app တွေဆိုရယ် radar ကြီးထဲမှာရှာမရနိုင်တဲ့ပုံကွက်နေတဲ့မြန်မာစားတောက်ဆိုင်ကောင်းကောင်းတွေကိုလိုက်ရှာတကယ်ခက်ခဲတဲ့ကိစ္စတစ်ခုဘာသာကထိုင်းနိုင်ငံမှာနေတယ်မြန်မာတယောက်လည်းဖြစ်တယ်အထူးသဖြင့်ဘန်ကောက်မှာနေတယ်
ထိုင်းစာတွေဂျပန်စာတွေကိုရီးယားစာတွေဘာသာညာစာတွေမြန်မာအစားတောက်ကိုပဲကြိုက်နေတဲ့သူတယောက်ဖြစ်တယ်ကျွန်တော်လိုပေါ့ပြီးတော့မြန်မာအစားတောက်ဆိုင်ကိုဆိုင်3-4ဆိုင်လောက်ပဲပတ်စားနေရတာရိုးကြီးနေပြီခြားဆိုင်တက်တယ်လည်းမီစမ်းကြည့်ချင်သေးတယ်ခက်တာကဆိုင်တွေကလည်းဘယ်မှာရှိမှန်းသိချင်မသိအခြားအစားတောက်ရှာတဲ့ application တွေနဲ့ရှာတော့လေမြန်မာအစားတောက်နဲ့ပတ်သက်လာရင်ဆိုင်တွေကစုံမနေဘူးဒါဆိုရင်တော့ browser ရဲ့အခက်အခဲတွေကိုဖြေရှင်းပေးမယ် Mind Together လို့ခေါ်တဲ့ app တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပြစီဒီ app ကမြန်မာတွေအတွက်တီးတန့်ချစ်ချင်းမြတ်တာအပြည့်နဲ့နော်လှုပ်ထားတဲ့ app လို့ပြောရင်မမှားဒီ app ကိုဖန်တီးတဲ့ browser တွေကျွန်တော်ယဉ်နေရသူတို့ကဒီ app အတွက်ကိုတော်တော်ကြီးကိုကြိုးစားအားထုတ်ထားတာသိရတဲ့အတိုင်းမြန်မာစားတောက်ဆိုင်တွေဆိုတော့တကယ်ရှားခက်တယ်နောက်ပိုင်းထိုင်းမှာမြန်မာဆိုင်တွေအများကြီးပါလို့ဆိုနေတော့ညာလည်းပဲတော့ကျွန်တော်တို့အကုန်လုံးမသိနိုင်အခုသူတို့ကဒီ Mind Together app ထဲမှာဘန်ကောက်နဲ့ဘန်ကောက်အနီးတစ်ဝိုက်မှာရှိတဲ့မြန်မာစားတောက်ဆိုင်ပေါင်း160ကျော်ကို browser ကိုယ်တိုင်သွားရှာနေကြမလို့ပဲနဲ့သူတို့ကဆိုင်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်တစ်လမ်းဝင်တစ်လမ်းထွက်ဘန်ကောက်မြို့နဲ့ကိုခြေချင်ပတ်ပြီးတော့ရှိသမျှမြန်မာဆိုင်တွေနဲ့ချိတ်ဆက်ပြီးတော့ဒီ app ထဲမှာမှာလွှင့်အောင်လုပ်ထားပြီးဆိုတော့ parcel ဆွဲမလားကိုယ်တိုင်ပဲသွားစားကြည့်ချင်လားကြိုက်တာပြောဆိုင် location အစားထည့်ရပြီးတကယ်ကျွတ်စင်ဒါရီမဲလားဆိုတော့မဟုတ်သေးဘူးဒီ Mind Together app ထဲမှာတခြား feature တွေကိုလည်းထည့်ရပေးသေးတယ်ဥပမာ visa နဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုသိချင်ဝင်ကြည့်လို့ရတယ် currency exchange rate တွေကိုလည်းတကယ်အပြင်မှာရှိတဲ့ပေါက်ဈေးတိုင်း market rate တိုင်းကိုအမြဲ update ဝင်ကြည့်လို့ရတယ်ပြီးတော့ဘန်ကောက်မှာရှောက်သွားနေရင်လည်းပစ္စည်းတစ်ခုကိုပျောက်တာသို့မဟုတ်ပစ္စည်းတစ်ခုကောက်ရတာစသဖြင့်ရှိခဲ့ရင်လည်းဒီ app ထဲမှာအချင်းချင်းကူညီလို့ရအောင် lost and found feature ထည့်ထားပေးသေးတယ်ဆိုတော့နောက်ပြီးတော့ထိုင်းနိုင်ငံမှာရှောက်လဲတဲ့နေရာစသဖြင့်ဒါတွေအားလုံးကို Mind Together ဆိုတဲ့ app လေးတစ်ခုထဲမှာ brother ရဲ့ဖုန်းလေးတစ်ချက်ဖွင့်လိုက်တာနဲ့အကုန် access လုပ်လို့ရနေလိမ့်မယ်ဆိုတော့ဘာလို့သေးလို့လဲဒီ app ကမကြခင်ထွက်တော့မယ်အဲ့တော့အသေးစိတ်အချက်လက်တွေเนาะ update news တွေသိရအောင် Mind Together Facebook page ကို like and follow လုပ်ထားလို့ရပါတယ်အဲ့တော့ပြန်ဆက်လိုက်အောင်နံပါတ်3 the star shape UFO ဆိုတော့ Pentagon ကလူထုကိုထုတ်ပြန်လိုက်တဲ့ယာနဲ့ချီရဲ့ UFO file တွေထဲမှာဗီဒီယိုတစ်ပုဒ်က internet မှာတော်တော်လေးကိုခက်စားသွားတယ်ဘာလဲဆိုတော့အဲ့ဒါကတာမန် aircraft နဲ့လုံးဝမတူလို့ပဲဒီ footage က2013ခုနှစ်ကအရှေ့အလယ်ပိုင်းဒေသမှာစစ်တပ်သုံး infrared camera နဲ့ဖမ်းယူရိုက်ကူးမိခဲ့တာအစားထူးဆန်းတဲ့လင်းနေတဲ့အလုံးကြီးအမောင်ထဲမှာလွင့်မျောနေတဲ့ပုံစံပဲဒါပေမဲ့ camera ကို zoom in လုပ်ကြည့်လိုက်တဲ့အခါမှာရုပ်တရက်အဲ့ဒီအရာဝတ္ထုကဒေါင်း8000ပါတဲ့8000ကျယ်ပုံစံမျိုးကြီးဖြစ်နေ။ဘာနဲ့တော့တူလဲဆိုတော့ကောင်းကင်မှာ symbol အမတ်တစစ်ကြီးပြန်ဝဲနေသလိုမျိုးကြီးပဲ။အတောင်မှလည်းမရှိဘူး။ proportion ဆိုတဲ့တွန်းကန်အားပုံစံမျိုးတစ်ခုမှလည်းမတွေ့ရဘူး။ဒီလိုမျိုးထူးထူးဆန်းဆန်းကျယ်ပုံစံကြီးကညဘက်မှာတိတ်တိတ်ဆိတ်ဆိတ်ရွေ့လျားနေတာ။အဲ့မှာထူးဆန်းတာစဖြစ်တာပဲ။အဲ့အရာဝတ္ထုက direction change တဲ့ပုံစံနဲ့စလုပ်ပါလေရော။သူ chain တဲ့ပုံစံ zigzag ပုံစံမျိုးကြီး။ပြီးတော့ဒီ video footage က Pentagon file တွေစီကထိုင်းလာတာဆိုတော့လူတွေကချက်ချက်မျိုးနဲ့ထုတ်လာကြတယ်။ဒါကစစ်တပ်ရဲ့အဆင့်မြင့် technology လား drone လား camera trick နဲ့တရားရောက်ကဂျင်းများထည့်ရလားဘယ်သူမှသေချာမရှင်းပြနိုင်ကြဘူး။ဒါပေမဲ့ဒီမှာအရေးကြီးတဲ့အချက်တော့ရှိတယ်။ Pentagon ကဒါကို alien technology လို့တော့သေချာတိတိကျကျတော့မထုတ်ပြန်တာဘူး။လက်လာတဲ့သူတော်တော်များများတော့ဒီလိုကျယ်ပုံစံဖြစ်နေတာက infrared camera ကိုယ်တိုင်ကနေဖြစ်နေတာတဲ့ဒီရာဝတ္ထုရဲ့ပုံသဏ္ဍာန်အစစ်မှမဟုတ်ဘူးတဲ့။ဒီလို effect မျိုးစစ်တပ်သုံး night vision footage မှာလည်းမြင်ခဲ့ဘူးလေ။အလင်းက trigger ပုံစံ pyramid ပုံစံသို့မဟုတ်ကျယ်ပုံစံမျိုးပေါ်လာတာက camera ရဲ့ lens effect နဲ့ focus ကြောင့်ဖြစ်တာတဲ့။အဲ့တော့စိတ်ဝင်စားဖို့ကောင်းတာဒီဟာကဘာလို့ကျယ်ပုံစံပေါက်နေရလဲဆိုတာတဲ့စစ်တပ်ကဒီကောင်းကင်မှာဘာကြီးကိုခြေရာခံပြီးသွားတယ်ဆိုပါမယ်။အမလေး the football shape UAP ဒီတစ်ခါတော့အမောင်ထဲကနေတိတ်တိတ်ဆိတ်ဆိတ်ပေါ်လာတဲ့အရာတစ်ခုကိုကြည့်လိုက်အောင် Pentagon ရဲ့မကြာသေးခင်မှာထွက်ထားတဲ့ file တွေထဲမှာအရှိတရုတ်ပင်လယ်ပြင်ပေါ်မှာ football shape UFO တစ်ခုကို military sensor နဲ့ track လုပ်ထားတဲ့ case တစ်ခုကပါလာခဲ့တယ်။မြင်အောင်ကြည့်ပါ radar ပေါ်မှာပေါ်လာတဲ့နောက်ပြီးမျက်စိနဲ့မလိုက်နိုင်တဲ့ပုံစံမျိုးနဲ့ရွေ့လျားနေတယ်။ဒါပေမဲ့ကြောက်စရာကောင်းတာကဘာလဲဆိုတော့အဲ့ဒါဘာကြီးလဲဆိုတော့ဘယ်သူမှမပြောနိုင်ဘူး။ government ကဒါကို alien craft လို့လည်းမပြောဘူး။ဒါပေမဲ့မရှင်းပြနိုင်သေးတဲ့ object လို့တော့အတိအလင်းပြောထားတယ်။ဒီစာကြောင်းတစ်ကြောင်းကပဲလူတော်တော်များများကနောက်ထပ်မင်းကိုထပ်ဖြစ်သွားခဲ့တယ်။မှန်က super hot ညအမောင်ထဲမှာ helicopter တစ်စီးကတိတ်တိတ်ဆိတ်ပြန်တန်းနေလို့မြင်အောင်ကြည့်လိုက်အားလုံးကပုံမှန်ပဲဘာမှထူးခြားမလဲဒါပေမဲ့ရုပ်တရက် infrared ပေါ်မှာပူပူပြင်းပြင်းတောက်နေတဲ့အရာဝတ္ထုတစ်ခုကြီးပေါ်လာအဲ့ဒါကြီးက drone လည်းမဟုတ်ငှက်လည်းမဟုတ်တာမန် aircraft လည်းမဟုတ်ပြန်အရင်မြန်နဲ့အရင်လည်းနီးတယ်ပြီးတော့နောက်တဲ့ကြောက်စရာကောင်းတဲ့ချက်က helicopter နဲ့10ပေလောက်အထိနီးကပ်လာတယ်ဆိုတဲ့အကြောင်းပါပဲဆိုတော့ Pentagon ရဲ့အသက်ထွက်လာတဲ့ file တွေအရဆိုရင်ဒီဖြစ်ပျက်ကိုမျက်မြင်သက်သေတွေအများကြီးကပြောတာစင်ဆာတွေလည်းဖမ်းမိတယ်အဲ့ဒါကတယောက်တည်းထင်မြင်ယူဆချက်လုံးဝမဟုတ်ဆိုပြီးတော့အဲ့ဒီ object ကတိတ်တိတ်ဆိတ်ဆိတ်တော့ငြိမ်နေတာမဟုတ်ရုပ်တရက်လမ်းကြောင်းပြောင်းတယ်သူဘာလုပ်နေလဲဆိုတော့သိနေတယ်လို့မျိုးကြီးပဲတချို့ report တွေမှာဆိုရင်ဘယ်လိုအောင်ပြောလဲဆိုတော့ကောင်းဝင်ထဲမှာအလင်းလုံးတွေတစ်လုံးပြီးတစ်လုံးပေါ်လာပြီးတော့ခွဲထွက်သွားသလိုမျိုးပုံစံမျိုးနဲ့ပြောပြထားတယ်။နောက်တစ်ချက်ကစစ်တပ်ရဲ့တေချာ trainer ရဲ့သူတေသီတွေကို infrared ဓာတ်ပုံတွေ official report တွေအားလုံးရှိနေတာတော့မှအခုထိအဲ့ဒီအရာကိုဘာမှမသူမှမပြောနိုင်ဘူး။ဒါကြောင့်ဒီဟာကကောင်းဝင်ထဲမှာထူးဆန်းတဲ့အလင်းရောင်တစ်ခုလည်းမဟုတ်ဘူး။ဒါကလူတွေကိုအဖြေထက်မင်းကုန်းတွေပို့ပေးခဲ့တဲ့တကယ်ကိုမှတ်တမ်းတင်ခဲ့တဲ့တွေ့ကြုံတစ်ခုပဲ။အဲ့တော့အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဒါက US မဟုတ်ရင်တော့အခြားနိုင်ငံကစစ်တပ်ရဲ့လက်ဝဲချက်တွေလည်းဖြစ်နိုင်တာပဲ။ဒါမှမဟုတ်လို့ရှိရင်လည်းအရင် advance ဖြစ်တဲ့ drone တွေလည်းဖြစ်နိုင်တာပဲ။ဒါမှမဟုတ် camera effect တွေကြောင့်ဖုံမှုတ်ငှက်ပါညာတွေကြောက်လည်းထင်မြင်လွဲစရာလည်းဖြစ်နိုင်တာပဲဒါမှမဟုတ်လူသားတွေကိုယ်တိုင်နားလည်နိုင်ဆိုတော့ကြော်လွန်တဲ့အရာလည်းဖြစ်နိုင်တာပဲ
ဒါပေမဲ့ direct ပါပဲဖြစ်ပါနော်တေချာတာတခုတော့ပြောင်းလဲသွားပြီ US government ကခါတိုင်းလို့ဒီ topic တွေကိုလစ်လူရှုနေမှာလုံးဝမလုပ်တော့သူတို့ကဒါကိုလူသိရှင်ကြားစုံစမ်းစစ်ဆေးမှုတွေလုပ်နေကြပြီပွင့်လင်းဆုံးပြောရမယ်ဆိုရင်ဒီတစ်ချက်ကအကြောက်ဖို့ကောင်းလို့ပဲဘာလို့လဲဆိုတော့ government ကနောက်ဆုံးမှလူသိရှင်ကြားပြောလိုက်ပြီဆိုကြတော့ထူးဆန်းတာတခုတော့စားဖြစ်နေပြီဆိုတာပဲကဲ brother တို့ဒီ Navy pilot နေမှာဆိုရင်ဘယ်လိုလုပ်မှာဒီလိုငိမ်တက်ပြီးတိတ်ဆိတ်ပြီးရှောက်သွားနေတဲ့အရာဝတ္ထုကကောင်းဝင်ရမှာထိုက်တိုက်တွေ့ပြီဆိုရင်ဘာလုပ်မှာပြီးတော့ဒါရဲ့အပလာပါကွာဒီ universe မှာလူသားမျိုးနွယ်ရပဲအထီးကျန်တော့တရှိနေလို့ယုံကြည်ထားရလား comment မှာ brother ရဲ့ theory ကိုချားသူတွေသိအောင်ဝေမျှပေးခဲ့ကြပါဦးနောက်နေ့မှတွေ့ကြပါ